လူတိုင်းလိုတခုခုကိုလှုပ်ချင်စိတ်ရှိကြတယ်။ဒါပေမဲ့ဘာကြောင့်တချို့လူတွေကပဲအောင်မြင်ပြီးတော့ကြံတဲ့သူတွေကဂျားထဲမှာပဲဘာလို့ရက်သွားရတာလဲ။ဒီလိုမင်းရဲ့စိတ်တက်ကြလို့ motivation မရှိလို့ဆိုပြီးတော့ဖြေကြမယ်ပေါ့နော်။တကယ်ပဲ motivation မရှိလို့လားဒါမှမဟုတ်တခြားတခုခုလိုအပ်နေလို့လား။ဒီနေ့မှာတော့ motivation နဲ့ discipline ဆိုတဲ့အကြောင်းအရာနှစ်ခုကိုအသေးစိတ်ခွဲခြားစိတ်ဖြာသွားမှာပါ။ဒီဗီဒီယိုရဲ့အဆုံးမှာတော့ကြံတို့ရဲ့အောင်မြင်မှုလမ်းကြောင်းကိုဘယ်လိုပြောင်းလဲရမလဲဆိုတာကိုသိသွားပါလိမ့်မယ်။ motivation ဆိုတာကလှုပ်ဆော်မှုဒါမှမဟုတ်လှုပ်ချင်စိတ်ပေါ့တခုခုကိုလှုပ်ချင်တယ်ဆိုလို့ရှိရင်စိတ်အားထက်တန်နေမယ်တက်ကြွနေမယ်ဒါပေမဲ့ motivation ကအချိန်အကန့်အသတ်ရှိတယ်စိတ်အားထက်တန်နေဆိုရင်လည်းယာယီပဲလက်ပြန် project တစ်ခုကိုအဆုံးသတ်မယ်ဆိုလို့လက်ရှိမှာစိတ်အားထက်တန်နေပြီးတော့မှလှုပ်ချင်စိတ်တွေပြင်းပြနေမယ်စိတ်လှုပ်ရှားနေမယ်ပေါ့နော်ဒါပေမဲ့မနှက်ပြန်လဲရောက်လာရောမိုးရွာလို့နေပူလို့နေမကောင်းလို့စားတဲ့အကြောင်းပြချက်တွေနဲ့မလုပ်ဖြစ်တော့ဘူးပေါ့နော်ဒါကိုယာယီစိတ်အားထက်သန်ခြင်း motivation လို့ခေါ်တယ်ဒါပေမဲ့ discipline ကြတော့မတူဘူးသူ့အတိတ်ပဲကစီကန်းဆိုတဲ့အတိုင်းအရန်တည်ငြိမ်တယ်မိုးရွာလဲလှုပ်ရမယ်နေပူလဲလှုပ်ရမှာပဲ motivation လိုမျိုးဟောတောက်ပြီးတော့မှပြကျသွားတဲ့မီးလိုမျိုးမဟုတ်ဘူးပေါ့နော်တည်ငြိမ်နဲ့လင်းနေတဲ့မီးမျိုးပေါ့ motivation ကကြတော့စိတ်ပါမှလုပ်မယ်စာကြက်မယ်ဆိုရင်လည်းစိတ်ပါမှကြက်တယ်ဒီလိုအခြေအနေမျိုးကတကြံလို့ကျောင်းတက်နေတဲ့ကျောင်းသားတွေမှာဆိုရင်တိကျတာကိုတွေ့ရတတ်တယ်စာတော်တဲ့ကျောင်းသားတွေကကြတော့စိတ်ပါလဲကြက်တယ်စိတ်မပါလဲမိုးလင်းလို့တတ်မှတ်ထားတဲ့စာကြက်ချိန်ရောက်တာနဲ့ထကြက်တယ်အချိန်ကိုတတ်မှတ်ပြီးတော့လှုပ်ဆောင်တာပေါ့တတ်မှတ်လိုက်ရဆိုကြတဲ့ကဒါဟာ discipline စီကံဖြစ်သွားပြီ motivation ကကြတော့မတူဘူးစိတ်ပါမှစာထားချက်တယ်စိတ်မပါရင်ငေးနေမယ်ငိုင်းနေမယ်အိတ်နေမယ်အချိန်တတ်မှတ်ထားတာမျိုးလည်းမရှိတဲ့အတွက်ကြောင့်မလို့ရှေ့ကိုမရောက်တော့စိတ်ပါလို့ကြက်လိုက်ယာလိုက်စိတ်မပါတော့လို့နားလိုက်ပြန်မေးလိုက်နဲ့အဲ့ဒီယာယီစိတ်အားထက်တန်ခြင်းဆိုတဲ့တဏှာမှာပဲလဲနေတော့မှာဆိုတော့ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုလို့ရှိရင် motivation ကအရန်အားကောင်းတယ်စိတ်အားထက်ထန်မှုရှိတဲ့အချိန်မှာအလုပ်တွေကမြန်မြန်ဆန်ဆန်ပြီးစီးတယ်ပြဿနာက motivation ကယာယီပဲသူကစိတ်ခံစားမှုဆိုတဲ့ emotion မှာအခြေခံတယ် discipline ဆိုတာကြတော့စီကံဒါမှမဟုတ်လုပ်ရမယ့်အလုပ်ကိုစိတ်မပါသည့်တိုင်အောင်ဆက်လုပ်ခြင်းသူရဲ့စွမ်းအားကြတော့ motivation လိုမျိုးခံစားချက်မဟုတ်ဘူး decision ဆိုတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်စီကံရှိတဲ့လူတစ်ယောက်ကစိတ်လှုပ်ရှားမှုဒါမှမဟုတ်စိတ်ခံစားချက်အပေါ်ကိုမူတည်မနေဘူးသူတို့ရဲ့လှုပ်စဉ်ဖြစ်တဲ့ routine အပေါ်မှာပဲမူတည်တယ် motivation ရှိမရှိအလုပ်ကိုလုပ်ရမယ့်အချိန်မှာလုပ်ကိုလုပ်တယ်ဆိုတော့စီကံတတ်မှတ်ထားတဲ့လူတစ်ယောက်ကလှုပ်ချင်စိတ်ရှိမှလုပ်မယ်ဆိုတဲ့အဆင့်ကနေလုပ်ရမှာမို့လို့လုပ်မယ်ဆိုတဲ့အဆင့်ကိုရောက်သွားတာဖြစ်တယ်ဒါဆိုရင်ဘယ်ရာကအောင်မြင်မှုနဲ့ပုံပြီးဆက်မလဲအဖြေကတော့ motivation ကအသင်ကိုအစပြုတ်ပေးနိုင်ပေမဲ့ discipline ကပဲအသင်ကိုပန်းနိုင်စီပို့ဆောင်ပေးနိုင်တာပေါ့နော် motivation နဲ့ discipline ကိုပြန်ပြီးတော့နှိုင်းယှဉ်ရမယ်ဆိုလို့ရှိရင် motivation ကစိတ်ခံစားချက်အပေါ်မူတည်ရဲ့ယာယီပဲပြင်မရင်ရက်သွားတတ်တယ် discipline ကကြတော့ဆုံးဖြတ်ချက်ပေါ်မူတည်ရဲ့ရရှိခံတဲ့ပင်ပန်းတွေလည်းမရက်မနာဆက်လုပ်တယ်အောင်မြင်တဲ့အားကစားသမားတွေဒါမှမဟုတ်နေပယ်အတီးတီးမှာအောင်မြင်နေကြတဲ့သူတွေဟာ motivation အမြဲရှိနေလို့အောင်မြင်နေရမှာမဟုတ်ဘူးသူတို့မှာလောက်ကိုလောက်ရမယ်စီကံရှိနေလို့ကအောင်မြင်တာဖြစ်ပါတယ်ဒီမှာတကြံအရေးကြီးတဲ့အချက်လေးတွေအကြံပြုချက်လေးတွေကိုပြောပြသွားမယ်ပေါ့နော် discipline ဆိုတဲ့စီကံကိုဘယ်လိုတည်ဆောက်ရမလဲပထမတစ်ချက်ကစတင်ပါတေးသေးလေးတွေကနေစပါကြီးမမလုပ်ပါနဲ့နေ့တိုင်းလုံနိုင်တဲ့တေးသေးလေးတွေကနေစပါဥပမာ motivation စီးနေတဲ့အချိန်မှာပဲဒီနေ့ငါ project တစ်ခုလုံးပြီးရမယ်လို့သတ်မှတ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ discipline ကိုပါပေါင်းပြီးတော့ပေါ့နော်ဒီတနားရီအတွင်းမှာဘယ်ကနေဘယ်အထိပြီးရမယ်ဒီအချိန်မှာတော့ဘယ်ကနေဘယ်အထိပြီးရမယ်ဆိုပြီးသတ်မှတ်လိုက်တာမျိုးပေါ့ဒါဆိုလို့ရှိရင်ဒီနေ့ပြီးသွားလို့ရှိရင်ဒီ project ကပြီးသွားမယ်ပေါ့နော်အဲ့လိုမျိုးအရာသေးသေးလေးတွေကနေစတင်ပြီးတော့သတ်မှတ်ပြီးတော့မှမပြတ်မကွက်လှုပ်ဆောင်သွားရမယ်နောက်တစ်ချက်ကကြတော့ system လေးတွေစနစ်လေးတွေကိုတည်ဆောက်ရမယ်ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်အချိန်စရာတွေဆွဲပြီးတော့မှ
ကိုယ့်ရဲ့အချိန်ကိုစနစ်တကျသတ်မှတ်ပါစီမံပါ motivation ဆိုတဲ့စိတ်အားထက်သန်မှုအပေါ်ဝဲမမီကိုပဲနဲ့အဲ့ဒီအချိန်စရာတွေကိုသတ်မှတ်တဲ့အချိန်အတွင်းမှာပဲပြီးအောင်လို့ system လေးတွေတည်ဆောက်သွားပါနောက်ဆုံးအချက်ကတော့ခွင့်လွှတ်ပါအလုံးမအားလို့ဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့်တရက်နှစ်ရက်လောက်ပြတ်သွားခဲ့ရင်တော့မှကိုအပြစ်မတင်မဲနဲ့နောက်တစ်ရက်မှပြန်စားရပါမယ်ဆိုလိုချင်တာကကိုစိတ်ပြက်ပြီးတော့အပြစ်တင်နေလို့ရှိရင်စိတ်တက်ကြသွားပြီးတော့ဘာမှဆက်လုပ်ပြမှာမဟုတ်တော့ဘူးပေါ့နော်ဒါကြောင့်ကိုခွင့်လွှတ်ရမယ်နောက်ဆုံးအနေနဲ့ motivation ဆိုတာကကားကိုစက်နှုတ်ဖို့အတွက်ဓာတ်စီလိုပဲအဲ့ဒီကားကိုပန်းနိုင်ရအောင်လို့မောင်းသွားရမှာပါဒါကြောင့်ကိုယ်တိုင်တိဆောက်ထားတယ် discipline ဆိုတဲ့စီကံပဲဖြစ်ပါတယ်ဒီနေ့ကစပြီးစိတ်ပါမှလုပ်မယ်ဆိုပြီးတော့ motivation ကိုစောင့်နေတယ်ဒီနေ့လောက်ရမယ့်အလုပ်ကိုပြီးအောင်လုပ်ဖို့ပဲအာရုံစိုက်ပါဆိုတော့ဒီဗီဒီယိုကိုဒီလောက်နဲ့ပဲတကြံအဆုံးသတ်လိုက်ပါမယ်နောက်ထပ်တကြံရဲ့အတွေ့အကြုံတွေကိုဆက်ပြီးတော့တင်သွားမှာမို့လို့ကျန်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးခဲ့ကြပါတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်